ဆရာမင်္ဂလာပါ မင်္ဂလာပါဆရာ ဆရာကရင်တော့တိုင်းစေကူးတဲ့အချိန်ခါမှာအခါကျွေးငွေယူပြီးတော့ပေါ့နော်လူနာတွေကိုကုတယ်လို့တင်ကြပါတယ် ဟုတ်တယ်အခါချင်းဝင်တဲ့ကုတော့ အခုရတော့တခါပြန်ပြီးတော့ဆရာကခုနှစ်သားသမီးတွေကိုနော်မြစ်တာနဲ့အခမဲ့ကုတယ်လို့လည်းတခါတော့တင်ရကြားတယ်ပေါ့နော်အဲ့ဒီနှစ်ခုကိုဆရာဟိုဘလို့သဘောတရားကြောင့်အဲ့လိုမြစ်တာနဲ့ကုတာတို့အခါကျွေးငွေနဲ့ကုတာလို့ဆိုတာဆရာရှင်းပြပေးသမောပြိတ္တလည်းနားရအောင်ပေါ့ ဒါတလို့ရှိတယ်ကျွန်တော်တို့အရင်တော့စီးပွားရှာတာပေါ့အခုကတော့စီးပွားရေးရဒါသူ့အနေနဲ့သူဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့ကကုသိုလ်ယူတာပေါ့ ကုသိုလ်ယူရမယ့်ချိန် ငါမသိခင်မှာငါတတ်ထားတဲ့ပညာနဲ့ခေါ်ရသားသမီးတွေကျမ်းပါပါစေခါနာတာတို့တချို့ဆိုရင်နိုင်ငံရသွားကူရလေ ဟုတ် ဒုနာတာတို့အာယုံကျော်တို့အောင်ကျော်ညက်ပြီးတော့ပေါင်တချမ်းကြိုက်တာတို့လမ်းမလျှောက်နိုင်တာတို့ချိသွားတာတို့လေဖြတ်တာတို့အဲ့ဒါတွေကိုအခုမြင်ရကြားရတာပတ်စံနေတအားကုန်ကြအဲ့တော့ကျွန်တော်တို့ကကိုတတ်နိုင်တဲ့ဘက်ကနေပြီးဆရာဦးမြင့်ဆိုရင်ဒီဖြိုးကျော်စိတ်တိုက်ကအခမဲ့ကိုသာပေးမယ်အရင်တော့ပတ်စံနဲ့လာကူကြတာ ဟုတ် အခုကတော့မလိုပါဘူးလူချင်းလဲလူမလူချင်းလဲနေကျွန်တော်တို့မပြောဘူးတချို့ကလည်းရှိတယ်လေရှိတော့လဲလူကြတာပေါ့တချို့ကလည်းမရှိဘူးလေအဲ့တော့ဘာပဲဖြစ်ဖြစ်ရှိမရှိလူမျိုးမရွေးဘာသာမရွေး အခမဲ့ အားလုံးခုပဲမယ်လာခဲ့ပါလို့ဖိတ်ခေါ်ပါတယ် ဟုတ်ဆရာအဲ့လိုအခမဲ့ကုသပြီးတော့ဟိုတုံငင်တွေပဲယူရတယ်နောက်ပြီးတော့ဘယ်နေ့တွေလဲပေါ့နော်ဟိုတင်းလာနေတောက်ကြတိတာစင်တွင်းနေတာဆရာဘယ်နေ့တွေဖွင့်ပြီးတော့ဘယ်နေ့ပိတ်လဲ အဲ့ဒါကတော့လူနာတွေမှာလည်းအခက်အခဲရှိတယ်လေဒါကြောင့်မလို့နေ့စဉ်ကျွန်တော်ကုပေးမှာပါတခုတော့ရှိတာပေါ့ဖုံးဆက်ပေါ့ ဖုန်းကျဆက် ဖုံးကျွန်တော်မှရှိတယ်လေ39 4316 2363 ဟုတ်ကဲ့ ကျွန်တော်ဖုံးဆက်လိုက်ဆက်ပြီးရင်ကျွန်တော်စီနီယာလေးယူလိုက်ပေါ့ ဟုတ် နံပါတ်60လဲ61 62စသည်အပြင်ပေါ့သူ့နံပါတ်အစင်လိုက်ကျွန်တော်တော့အားလုံးကုပေးမှာ တရချင်းလူနာတွေကိုတော့ကောအောင်ကုပေးမှာပေါ့ အားကုတယ်ကျွန်တော်တို့ဘာလို့ဆိုတော့မြန်တယ်ဆရာကကျွန်တော်မှာဟိုဆရာတွေရှိတယ် ဟုတ် ဆရာတွေရှိတယ်ကျွန်တော်တယောက်တည်းမနိုင်တော့မှကျွန်တော်ရဲ့ဟဟလားတပည့်တွေကျွန်တော်ရဲ့မိတ်ဆွေတွေဆရာတွေလည်းရှိတယ်လေ ဟုတ်ကဲ့ အဲ့ကျွန်တော်တို့ကတယောက်ကုလိုက်ရင်မြန်ပါတယ် အဲ့ဒါဆရာဟိုပါပေါ့အခမဲ့ကုသပေးတဲ့ဆရာရဲ့လိပ်စာပေါ့လိပ်စာလေးနဲ့ပြောပြ အဲ့ဒါတော့ကျွန်တော်တို့အိမ်နံပါတ်961ပေါ်တော်မူ3လမ်းတန်တေး20ရက်ွက်ရွှေပြည်သာပြဖြိုးကျော်ဆွေးလိုက်ဆိုရင်ရောက်ပါတယ်လာလို့ရပါတယ် ဟုတ် ဖုံးဆက်ပေါ့ဖုံးဆက်လိုက်တယ်ဆိုရင်ကျွန်တော်တို့မှာစောင့်နေပါမယ်စနေကြိုစိုးနေပါ ဟုတ်ကြိုပြီးတော့တုံကြီးလေးတွေယူထားပေါ့ အတိုကလေးယူတော့ပိုကောင်းတာ ဟုတ်ကဲ့ အလက်မကြော်တော့ လက်မကြော်တော့ အဲ့ဒါလာကြပါတယ်အခုလည်းလာအခုလည်းကုနေတယ် ဟုတ်ကဲ့ဟုတ် အခု ကဲ့ လည်းကုနေတယ်ဟုတ်ကဲ့ ဟုတ်ကဲ့ခုလိုဖြစ်ကြပြီဆရာကိုသူပဲကျေးဇူးတင်ရှိပါတယ် အားလုံးကြားမှာပါစေကျေးဇူးတင်ပါတယ် ဟုတ်